1900ခုနှစ်ဖေဖော်ဝါရီ19ရက်နေ့ပြင်သစ်ပြည်ပါရီမျိုးရဲ့မိန်ပြပြကဖေးဆိုင်လေးတစ်ခုကနေရုတ်တရက်တနက်တန်တွေထွက်ပေါ်လို့လာခဲ့ပါတယ်။အဲ့ဒီတနက်တန်တွေကြောင့်လူတစ်ယောက်တည်ဆုံခြင်းနဲ့အတူအသက်20အရွယ်စပိန်မှာရှိနေတဲ့ပီကာဆိုရဲ့အမြင်ဝါဒပကြီးလောကကြီးကလည်းရောင်တွေကအစပြောင်းလဲသွားခဲ့ရပါတယ်။အဲ့ဒီရောင်တွေကတော့ယနေ့ခေတ်ပီကာဆို Blue Periods လို့လူသိများကြတဲ့အပြာရောင်တွေအများစုနဲ့ဖွဲ့စည်းထားတဲ့လွမ်းဆွေးပွဲအပြာရောင်ပကြီးကားချက်တွေပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ကတော့ AAO Art 80ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကမ္ဘာကျော်ပစီဆရာကြီးပီကာဆိုရဲ့ကြော်ကြားလာတဲ့ပကြီးကားများစွာတွေကမှပီကာဆို Blue Period အကြောင်းကိုဖြစ်ပေါ်စေခဲ့တဲ့စိတ်ဝင်စားဖွယ်နောက်ခံ background story ကိုပြောပြပေးတော့ပါမယ်ဖြစ်စဉ်ရဲ့အကြောင်းရင်းမှန်ကိုသိရဖို့အတွက်1900ပြည်နှစ်ပြင်သစ်ပြည်ပါရီမြို့ကိုကျွန်တော်နဲ့အတူအချိန်ကြီးတွားဖို့လိုပါမယ်1900ရာစုစပိုင်းပြင်သစ်ပြည်ဟာရွှေအိုရောင်နေရက်တွေနဲ့အတူစတင်တောက်ပလို့နေခဲ့ပါတယ်အထူးသဖြင့်အဲ့ဒီခါက The City of Light လို့တင်စားကြတဲ့မြို့တော်ပါရီမှာတော့ခါးနားထဲဝါလာတဲ့ဗီဒိုကဆိုင်ရာအမှုပညာစံအဆောက်အဦတွေထရန်လို့ခေါ်တဲ့လက်စီထားတဲ့တင်းငယ်လာတဲ့ဘိန်းတွေတက်ထားတဲ့ကားငယ်လေးတွေနဲ့အတူမြင်းလဲတွေကတော့ပါရီမြို့ရဲ့လမ်းမကြီးတွေပေါ်မှာကြက်ပြန်မကျစီကားလို့နေခဲ့ပါတယ်တခြားတစ်ဖက်မှာလည်းကဘာရကပညာရှင်တွေနိုင်ငံရေးသမားတွေစာရေးဆရာတွေနဲ့ဂီတသမားတွေကြပြဆရာတွေနဲ့ပကြီးဆရာတွေအလုံးစုံသောအမှုပညာကိုခုံမြင်ကြတူတို့ဖို့မြို့တော်ပါရီဟာအမှုပညာမဲလိုက်ရာအဓိကဆုရကြီးတစ်ခုလိုဖြစ်လို့နေခဲ့ပြန်ပါတယ်။နှုတ်ပြိုဆဲလာဘဆဲဖွံ့ဖြိုးဆဲဖြစ်တဲ့1900ပြည်နှစ်ပါရီဟာငယ်ရွယ်တူစွန့်စားလို့တူတို့ဖို့အောင်မြင်ကြော်ကြားမှုတွေရှာဖွေရာအဓိကအဆောက်အဦကြီးတစ်ခုဖြစ်နေလေပြန်တော့ငယ်ရွယ်တူပီကာဆိုတယောက်ကျောင်းပညာရေးမှာတူဘွားရဲ့အမှုပညာကိုဘိုဟီးမီးယားဆန်စတင်ဖို့ရာအတွက်သူ့ရဲ့ချစ်ဆုံးတကယ်ချင်းဖြစ်တဲ့ကာဆာဟီမာနဲ့အတူစပိန်ပြည်မှာပြင်သစ်မြေတို့ပထမဆုံးချိန်ခြေချမိခဲ့ကြပါတယ်။နေရာတစ်ဘဝတစ်မှာဇလန်းတစ်တွေနဲ့လွတ်လပ်တဲ့လူငယ်တဘာအရအချစ်တစ်တွေလည်းကိုစီပေါ်ပေါက်လို့လာခဲ့ပါတယ်။1900ရာစုရဲ့ပြဿနာဆန်လွန်လာတဲ့ပါရီမျိုးရဲ့အချစ်ဇလန်းတွေမှာပီကာဆိုဖို့အရာရာဟာဆင်ပြေလို့နေခဲ့ပေမဲ့ကာဆာဟီမာတယောက်တော့သူ့ကိုမှလုံးပြန်မချစ်နိုင်တဲ့ပြင်သစ်တူမိန်းမပြိုလေးဂျာမိန်ကိုမှယူမူဖောက်ရင်လက်တွားခဲ့ရပါတယ်။1900ရာစုရဲ့အောင်မြင်ကြော်ကြားမှုတွေအဓိကမွေးဖွားရာပြင်သစ်ပြည်ရဲ့ပါရီဟာကာဆာဟီမာတယောက်တော့ဖော်ရင်လာအချစ်မှကြာချုံခြင်းဝေဒနာကိုအလူကိုလည်းစတင်ခံစားလိုက်ရပါပြီ။အဲ့ဒီကရတဲ့ပြင်းထန်လုံးတဲ့ဝေဒနာတွေကိုပိုက်ပြီးတော့ကာဆာဟီမာတယောက်တကယ်ချင်းဖြစ်တဲ့ပီကာဆိုနဲ့အတူ1900ပြည်နှစ်ရဲ့ခရစ်စမတ်ရာသီမှာတော့ဇာတိမီဖြစ်တဲ့ဘာစီလိုနာကိုပြန်တွားခဲ့ပါတယ်။ Barcelona en el 1900 era conocida como la perla del Mediterráneo. အချစ်မှကြာရှုံးခြင်းဆွဲလန်းခြင်းရဲ့ဝေဒနာတွေကိုမခံစားနိုင်တော့တဲ့အဆုံးကာဆာဟီမာတယောက်1900ခုနှစ်ရောက်မှာတော့အချစ်ရှိရာပါရီမြို့တို့ပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်။ဒီတစ်ခါမြို့တော်ပါရီဟာစိတ်ဓာတ်ကြည်များစွာနဲ့တူအထီးကျန်ပါရီနေရတွေကပဲကာဆာဟီမာကိုပကြီးဆရာကြပြဆရာတယောက်ဖြစ်ကနေရဲဓမားကြီးလုံးဖြစ်သွားစေခဲ့ပြန်ပါတယ်။တူဘွားရဲ့အိမ်မက်တွေမျောလင်းချက်တွေရှိရလို့ရီမန်းထားတဲ့မြို့တော်ပါရီဟာအခုချိန်မှာတော့အချင်းထောင်တစ်ခုလားအချစ်ရဲ့ငယ်ကန်းကိုလောင်မဲ့ခံစားနေရင်နောက်ဆုံးမှာတော့ကာဆာဟီမာတယောက်အချင်းနဲ့နောက်ဆုံးတွေ့ဆုံခြင်းအတွက်စီစဉ်ခဲ့ပါတော့တယ်။အဲ့ဒီနေ့က1900ခုနှစ်ဖေဖော်ဝါရီ19ရက်နေ့ပါရီမြို့ရဲ့မိန်ပြအလင်းရောင်တွေအောက်ကဖေးဆိုင်လေးတစ်ခုမှာတော့ DJ ကွဲပွဲအချစ်ဆက်လန်လေးတစ်ပုဒ်ကိုအဆုံးသတ်ဖို့ချိန်ကြရောက်လို့လာနေပါပြီ။ညအိုးရံချိန်တိတ်ဆိတ်နေတဲ့လူပုံလဲမှာကာဆာဟီမာတယောက်နောက်ဆုံးတော့ဆက်စကားပြောနေရင်မှာပဲထိန်းချုပ်လို့မရတော့တဲ့တွေးတာတွေကအရဲရဲ့နိုးဆော်မှုတွေကနေနောက်ဆုံးတော့မျောလင်းချက်လေးနဲ့မရန်ဂျာမိန်ကျွန်တော်ကိုလက်ထပ်ပါလားလို့ရုတ်တရက်လူပုံလဲမှာဖွင့်ဟတွားခဲ့မိပါတယ်လူတွေကြားတဲ့အဆက်လဲရမျက်စိမျက်နှာလဲပြတ်သွားခဲ့ရတဲ့မိမပြိုလေးဂျာမိန်ကတော့သူ့ကိုဒီတက်လုံးပြန်မချနိုင်တော့တဲ့အကြောင်းခါတီငင်းဆိုလိုက်တဲ့အချိန်မှာတော့အရှုံးသမားကြီးလုံးဖြစ်သွားခဲ့ရတဲ့ကာဆာဟီမာတယောက်အင်ဂျီအိတ်ထဲအတက်ပါလာတဲ့တနက်ကိုဆွဲထုတ်လိုက်ပြီးတော့သူချစ်လာပါတယ်ဆိုတဲ့မိမပြိုလေးဂျာမိန်ကိုပြစ်ချလိုက်ပေမဲ့လဲလွဲချော်သွားခဲ့ကအဆုံးမှာတော့ခံစားရတဲ့ဝေဒနာတွေကိုအပိဓာတ်ချင်းကကိုယ်နဲ့ထင်ကိုပြန်တဲ့ချိန်ပြီးတော့တူရှင်တန်နေရတဲ့ဘဝကြီးကိုနောက်ဆုံးနှုတ်ဆက်ခြင်းကအဆုံးတက်မောင်းခလုတ်တစ်ချက်ဖြုတ်ချလိုက်ပြီးတဲ့နောက်မှာတော့ပီကာဆိုရဲ့အကောင်းဆုံးတကယ်ချင်းကာဆာဟီမာရဲ့ခြေကွဲပဲချစ်ဆက်လန်းလေးကတော့ဒီမှာတင်ပဲအဆုံးတက်သွားခဲ့ရပါတယ်။အင်္ဂလိပ်စကားဝါဟာရမှာအပြာရောင်ဆိုတာဝမ်းနေခြင်းကိုကိုစားပြုပါတယ်။
ထို့အတူပဲပီကာဆိုရဲ့ပကြီးဝါဟာရမှာလည်းဝမ်းနေခြင်းအချစ်ဆုံးတငယ်ချင်းတယောက်ကိုဆုံးရှုံးလိုက်ရခြင်းဆိုတဲ့ခံစားချက်ဝေဒနာတွေကနေဖြစ်ပေါ်လာတဲ့အပြာရောင်ဆေးဆက်လေးတွေကယနေ့ခေတ်ကျွန်တော်တို့တွေတည်ကြတဲ့ပီကာဆိုရဲ့ Blue Periods ကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။1900ခုနှစ်ကနေ1904ခုနှစ်ထိ၄နှစ်ဆက်တိုက်ရေးခဲ့တဲ့ပီကာဆို Blue Periods မှာပကြီးကားများစွာပါဝင်ခဲ့ပေမဲ့လည်း La Vie Live လို့ခေါ်တဲ့ဒီပကြီးကားလေးကတော့ကာဆာယီမာရဲ့အချစ်ဆက်လန်းလေးကိုအပြည့်အစုံပုံဖော်နိုင်ခဲ့တဲ့ပကြီးကားတစ်ချက်ဖြစ်ခဲ့ရပါတယ်။